အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့တော့ဘဒုံမုန်တိုင်းမွန်းနဲ့အဝယ်တုံးစကင်များအကြောင်းကိုကျွန်တော်ကပြပြတော့မှာဖြစ်ပါတယ်ဒါကြောင့်ဒီဗီဒီယိုလေးကိုဆုံးကြည့်ဖို့ကျွန်တော်ကတောင်းဆိုချင်ပါတယ်ဗျကဲကျွန်တော်တို့ဗီဒီယိုလေးကိုဆက်လက်ကြောင်းများအယုံဆုံးအနေနဲ့ကျွန်တော်ဟိုရင်ကလေးနာဗီဒီယိုတယောက်တောက်ချင်းတယ်ကောနောက်ပြီးတော့ခုမှဗီဒီယိုတယောက်တောက်ချင်းတယ်ပေါ့နော်ကျွန်တော်ကကျေးဇူးများများတင်ရှိပါတယ်ဗျနောက်ပြီးဗလာတာတို့အနေနဲ့ကျွန်တော်ကိုကြီးနဲ့ဆန္ဒနေမှာရှိခင်ကျွန်တော် channel လေးစပတ်လူကြီးဖြစ်ကျွန်တော်ကိုကြီးပေးကြအောင်နော်ကဲကျွန်တော်တို့ဗီဒီယိုလေးကိုဆက်လက်ကြောင်းများဒါနဲ့ပေါ့နော်ကျွန်တော်တို့ဒီဗီဒီယိုမွန်တိုင်းမွန်းနဲ့ဝယ်တုံးစရာမရှိတဲ့ပေါ့နော်ဒိုင်မွန်းတစ်လုံးတော့မထည့်နိုင်တဲ့လူတွေအတွက်ဒါကဲဝေးလေးပေးဖို့အတွက်ကျွန်တော်ဗီဒီယိုလေးထားတာပေါ့နော်အဲ့ဒီဗီဒီယိုမှာဒါဗဒါတို့ရဲ့ဂိမ်းဒီဆာမိုင်းဒီလေးမှန်ယူနေဗဒါတို့ဒါဒိုင်မွန်းတွေတွားခဲ့ရောက်ကန်ဆန်းလို့ရတာပေါ့နော်ဒါဗီဒီယိုမွန်တိုင်းမွန်းနေနဲ့အတွက်တုံးဖို့မရှိတဲ့လူတွေအတွက်ကျွန်တော်ကလုပ်ပေးထားတဲ့ကဲဝေးလေးပေါ့နော်ဒါကြောင့်ဒီဗီဒီယိုလေးမှာတွားရောက်ပြီးကြည့်ရှုလို့ရပါတယ်တွားရောက်ပြီး comment လေးသွားမှန်းလို့ရတယ်ဗျကဲကျွန်တော်တို့စလိုက်ကြအောင်ဗျဒီအောင်ဆုံးနေနဲ့ကျွန်တော်တို့ဗဒုံမွန်တိုင်းမွန်းနဲ့ကျွန်တော်တို့ဘယ်လောက်ရမလဲဆိုရင်ကျွန်တော်890ခုလုံးတော့ရမယ်ပေါ့နော်800ကျော်ရမယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ကအခုဒါ1000တော့ကျော်တယ်ပေါ့နော်ဒါဒိုင်မွန်းဖြစ်လိုက်တဲ့အတွက်ကျွန်တော်ကဒါ800ကျော်ရတယ်ပေါ့နော်1000ကျော်နေပြီပေါ့နော်လောလောဆယ်တော့ကျွန်တော်ဗဒုံမွန်တိုင်းမွန်းက1000ကျော်ရှိနေပါပြီဒါပေမဲ့ကျွန်တော်ကဒီဗဒုံမွန်တိုင်းမွန်းနဲ့ဝယ်တဲ့စကင်တွေကိုကျွန်တော်ပြောပါဆိုရင်နံပါတ်1နေရာမှာတော့ကျွန်တော်တို့ဒီစတန်စကင်ကိုကျွန်တော်ပြောရမယ်ပေါ့နော်ဟုတ်ပါတော့ကျွန်တော် stand skin ကိုကျွန်တော်ပြောရပါလိမ့်မယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒီ6 stand skin Okay ဒီမှာပေါ့နော်6 stand skin ဒီ skin ကို stand skin တွေကိုကျွန်တော်အကြံပေးခြင်းနဲ့နံပါတ်1နေရာမှာထားရတော့ပေါ့နော်။ဘာဖြစ်လို့လို့ stand skin တွေပြောရလဲဆိုရင်ဒါတို့ကအကောင့်လေးဟာဒီ6ဆိုရင်တော့ဒါ stand 6 stand ပုံကြောင့်ပေါ့နော် stand skin တွေကလည်းတော်တော်ကြီးလှတဲ့အထက်မှာပါတယ် stand skin တွေနောက်ပြီးတော့ armor skin တွေပေါ့နော် stand skin တွေရှိမယ် armor skin တွေတို့တွေကတော်တော်ကြီးကိုလှတဲ့နေရာထားမှာရှိတယ်ပေါ့နော်ဒါကြောင့် brother တွေနဲ့နောက်ပြီးတော့ဒီနေရာမှာ slant skin တွေ ammo skin တွေထဲမှာရှင်းမယ်ဆိုရင်တော့ကျွန်တော်ကတော့ဒီ6 slant skin ကိုကျွန်တော်ယူဖို့ညံပေးနေတယ်ပေါ့နော်ဒါဘယ်လိုယူရမလဲဆိုရင်တော့ brother တို့က promo တိုင်းမွန်းနဲ့ဘယ်လိုယူရမလဲ promo တိုင်းနဲ့တန်းဝင်လို့ရမှာလားဆိုအခုလိုပြောလို့ပေါ့နော်မရဘူးပေါ့နော်ဘယ်လိုလုပ်ရမလဲဆိုရင် brother တို့ကတိုင်းမွန်းတော့ရှိမယ်တိုင်းမွန်းရှိပြီဆိုရင်တော့ brother တို့ကဒီမှာအခုဒီနေ့ brother တို့ကဖီးတုံငင်မနေ့ကလာတယ်ဖီးတုံငင်မှာ brother တို့ကဒါဖောက်ကောင်းဖောက်မှာပေါ့နော်ဒါမှဆိုရင်ဖီးတုံငင်တွေရရင် brother တို့ကအခုကျွန်တော် brother တို့ပြန်မယ်ပေါ့နော် point ကကျွန်တော်တော့36ချိန်ကိုကျွန်တော်960ခုရတယ်ပေါ့နော်36ချိန်ပေါ့နော်ဒါပေမဲ့ကျွန်တော်ကပရိုမိုတိုင်းမွန်းနေမ300လေးပေါ့နော်ပရိုမိုတိုင်းမွန်းကကျွန်တော်1000ကျော်ရှိတယ်ပရိုမိုတိုင်းမွန်းနဲ့1တော့ချင်းကိုကျွန်တော်တို့300ရတယ်ပေါ့နော်ဒါကြောင့် brother တို့ကဒိုင်မွန်းလေးဖြည့်ပြီးမှပရိုမိုတိုင်းမွန်းနဲ့ ဖြည့်တဲ့ကောက်ယူမယ်ပေါ့နော်အဲ့တော့ပြီးရင် brother တို့ကဒီ stand skin ကိုတော့ဒါလေးယူလို့ရတယ်ပေါ့နော်ဒါတော့မှပို့ဦးမှာပေါ့နော်အခု brother တို့မြင်နေတိုင်းဒေါ်30နဲ့6ချိန်ပေါ့နော်ဒေါ်30နဲ့6ချိန်ကိုကျွန်တော်980ပဲထားလိုက်ပါနော်980ရှိပါပြီ30ပဲလို့ရတယ်ပေါ့နော်30ဆိုတော့ကနောက်ထပ်4ချိန်ပြန်နေကျွန်တော်ဒီမှာ30အတန်းရပြီပေါ့နော်4ချိန်ပြည့်တယ်ပေါ့နော်4ချိန်ပြန်နေ30အတန်းရပြီအဲ့4ချိန်မှလည်းကျွန်တော်တို့ဒီ coin လေးတွေပြီးရင်တော့ကျွန်တော်အများကြီးအောင်ပါပေါ့နော် coin လေးတွေပြီးရင်တော့အများကြီးအောင်ပါမလည်းမဖြစ်ဘူး coin ကကျွန်တော်တို့အနည်းဆုံးကအများဆုံး50ပေါ့နော်ဒါတခြား emote လေးပေါ့နော်3ခုတော့ရတယ်ပေါ့နော်အဲ့တော့ပါပဲဒါတို့ကိုဒါနံပါတ်1နေရာမှာယူရမယ်ဆိုတော့ဒါတို့က stand skin ကိုယူဖို့ကျွန်တော်အကြံပေးခြင်းနဲ့ကျွန်တော်တို့နံပါတ်1နေရာမှာရှိတဲ့ skin ကတော့ကျွန်တော်တို့ဒါ light one skin တွေလို့ပြောရမှာပေါ့နော်ကျွန်တော်တို့ light one skin တွေကိုကျွန်တော်ကအကြံပေးခြင်းနဲ့ဘာလို့လဲဆိုတော့ light one skin တွေကတော်တော်ကြီးကိုလှတဲ့အနေထားမှာရှိတယ်ပေါ့နော်တော်တော်ကြီးကိုလှတယ်ပေါ့နော်တခြား skin တွေတဲ့ဘယ်လိုပြောမလဲစကီးသုံးရတာတွေတဲ့ကျွန်တော်ဆိုရင်အာလူကတ်ပေါ့နော်အာလူကတ်ရှိတယ်ကျွန်တော်မှာအာလူကတ်ရှိတယ်ပေါ့နော်အဲ့ဒါအာလူကတ်လေးချင်းရှိတယ်အာလူကတ်လေးချင်းဆိုရင်အခုရီဗန်လုံးလိုက်မှာပဲပေါ့နော်ဒါပေမဲ့လိုက်ဘွန်းလောက်ကိုကျွန်တော်အားမရအောင်ပေါ့နော်လိုက်ဘွန်းရမှာခုတ်ရတာတွေတော်တော်အားရတယ်သုံးရတဲ့ skill တွေလာတယ်ဒီနေရာမှာပြောချင်တာတော့ကိုချိတ်တာကိုယူလို့ရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ကတော့ဒီလိုက်ဘွန်း skill ကိုကျွန်တော်အကြံပေးနေတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီအခုအတက်ထွက်လာတဲ့အိမ်ဝင် skill ပေါ့နော်နောက်တစ်ခုအတက်ထွက်လာတဲ့အိမ်ဝင် skill ကိုကျွန်တော်အကြံပေးနေပါတယ်အဲ့ skin ကလည်းကျွန်တော်တို့ဒါ limited ဖြစ်မှာပေါ့နော်မအားဘူးနော်ဗလာလာလေးlimited ဖြစ်လာမှာပေါ့နော်ဒီဟာတွေကလည်းကျွန်တော်တို့ limited ဖြစ်လာမှာဒီ skin တွေက limited ဖြစ်လာမှာဒါကြောင့်ဗလာတို့အနေနဲ့ဒီ skin ကိုယူဖို့အကြံပေးနေတယ် email skin ကိုအကြံပေးနေတယ်ပေါ့နော်တော်တော်ကြီးလည်းသူကတော့ skill တွေလည်းလှတယ်ဒါပေမဲ့ကျွန်တော်ကတော့မဝယ်ထားဘူးပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်ကဒီ diamond နဲ့တော့ကျွန်တော်က diamond skin တွေတော့ကျွန်တော်မဝယ်ဘူးပေါ့နော်ဒါကြောင့်ဒီ email skin ယူလို့ရတယ်နောက်တစ်ခုကမားလေးပေါ့နောက်ပြီးတော့ကျွန်တော်တို့ဒီ lemon ရဲ့ skin ပေါ့နော် lemon ရဲ့ skin ဒီ lemon ရဲ့ skin ဆိုတာလည်းတော်ကြီးလှတယ်ဒါတို့မြင်တဲ့တိုင်းဒါ990လုံးတော့ကျွန်တော် short လေးနဲ့တော့ပြီးထားတယ်ဒါပေမဲ့ promo တိုင်းနဲ့ဆိုရင်990လုံးတိုင်းမတစ်လုံးနဲ့ဝယ်လို့ရမယ်ပေါ့နော်
ဒါတော့မှတိုင်းမွန်းပရိုမိုတိုင်းမွန်းနေကုန်ရှိတယ်ဆိုရင်တော့ဒါတော်တော်ကြီးကိုလာတယ်ဒီ skin တွေယူဖို့ကျန်တဲ့ပထမ skin ကတော့ကျွန်တော်တို့ stand skin ယူမယ်နောက်တစ်ခုကတော့ကျွန်တော်တို့ light ဝင်နောက်ပြီးတော့ကျွန်တော်တို့ A ဝင်နောက်ပြီးတော့ကျွန်တော်တို့ဒီ remote ပေါ့နော်နောက်ပြီးတော့ကျွန်တော်တို့ဒီလုံရဲ skin လေးလည်းတော့လှတယ်ပေါ့နော်လုံရဲ skin လည်းလှတယ်ဒီ remote skin တွေလည်းတော့လှတယ်ပေါ့နော်ကျွန်တော်ကတော့အကြံပေးချင်တော့ဒီလုံရဲပထမချက်ကျွန်တော်ဒီ stand skin နောက်ပြီးတော့ကျွန်တော်တို့ဒီ light ဝင် skin နောက်ပြီးတော့ A ဝင်နောက်ပြီးတော့ဒီ remote ပေါ့နော်နောက်ပြီးတော့ကျွန်တော်ဒီလုံရဲ skin ဒီလုံရဲ squid ပေါ့နော်ဒီစကွက်တွေတော့ဒီစကွက်တွေဆိုလည်းတော့လှတယ်ပေါ့နော်အဲ့စကင်တွေကိုဗဒါတို့ကကျွန်တော်ကတော့ဒါယူစီခြင်းနေပေါ့နော်အဲ့တကယ်တကောင်ကောင်တော့ကျွန်တော်ယူစီခြင်းနေမပြောတော့ဒီစကင်လေးတွေကတော်တော်လှတယ်ပေါ့နော်ကျန်တဲ့စကင်တွေကတော့ဒါတို့ကြိုက်ရင်ကြိုက်တယ်လို့ယူလို့ရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ကတော့ဒါကျွန်တော်စိတ်ထဲမှာလှတာလေးတွေကိုဗဒါတို့ကိုဒါထောက်ပြပြီးယူမှာပေါ့နော်ကျွန်တော်ထင်မှာကြိုက်တာလေးတွေကိုကျွန်တော်ပြပြပေးတာပါကဲဒီနေ့ဒီပြရတော့ပါပဲအဓိကကျွန်တော်ရည်ချက်ကတော့ဒါဗဒါတို့အနေနဲ့ဘာဝေရလဲညာဝေရမလဲမသိတဲ့သူတွေနောက်ပြီးတော့ဒီစတန်စကင်ကိုဘယ်လိုအလွယ်ကူဆုံးလိုက်ရမလဲဆိုတာဒီပေါ့နော်ကျွန်တော်ကပြန်ပြီးနေတာပါဗလာတို့ဒီတနေ့ကိုတစ်ချိန် diamond 50တုံးနှိုက်ပြရမလို့ပေါ့နော်ဒီ stand skin လိုချင်တဲ့စီနဲ့ဗလာတို့ကဒီ free ticket လေးနဲ့ပဲရနိုင်တယ်ပေါ့နော် free ticket ရဲ့ promo diamond လေးရဲ့တုံးလေးတက်ဆိုတာနဲ့ stand skin ကရတယ်ဒါပေမဲ့ promo diamond ကတော့ပို့မှာပေါ့နော်ဒါလေးကိုပြောတာပါတချို့ stand skin လိုချင်တဲ့သူတွေအတွက်ဒါအဓိကရည်ရွယ်ပြီးမှကျွန်တော်ကပြောတာပေါ့နော်ကဲဒီနေ့ဒီဗီဒီယိုကတော့ပါပဲအထူးကြီးပဲတယောက်တော့ချင်းတယ်ကျွန်တော်ကျေးဇူးများများတင်ရှိပါတယ်ဗျမတိတာလေးနားမလည်လို့ရှိရင်အခုညီတောင်းတာတွေရှိရင်ဘာလို့ဒါကျွန်တော်ရဲ့တတိယနဲ့ကျွန်တော်ရဲ့ဖေးဝေးမှာစီပြလာရောက်ပြီးမြင်လို့ရပါတယ်ဗျအားလုံးဆင်ကြပါစေဗျဘိုင်ဘိုင်ပါ